အားလုံးပဲမင်္ဂလာပါကျွန်တော်နာမည်ကတော့ဟာတလူရှင်တော်ကောင်းဟိန်းလို့ခေါ်ပါတယ်ခင်ဗျကျွန်တော်ပြည်သက်ကြီးကိုစကားလေးတစ်ခုတော့ပြောပြရစီအဲ့ဒါဘာလဲဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးဖြစ်တဲ့ကောင်းဟိန်း entertainment ကနေပြည်သက်များအပြင်းတော်ပြည်အပန်းတော်ပြည်စီရန်အတွက်ဇလန်းတို့များကိုစင်ဆက်မပြတ်ဖြောပြီးတင်ဆက်တော့ပြီဆိုတဲ့အကြောင်းပြောချင်တာပါဗျာကျွန်တော်ရဲ့ YouTube channel လေးရဲ့နာမည်ကတော့ကောင်းဟိန်း entertainment KAUNG ကောင်း HEIN ဟိန်းကောင်းဟိန်းကွင်းစာ ENTERTAINMENT ကွင်းပိတ် entertainment ကောင်းဟိန်း entertainment ပါဗျာကျွန်တော်ရဲ့ YouTube channel ကကောင်းဟိန်း entertainment KAUNG ကောင်း COW ကောင်းတော့တောင်းမလို့နဲ့နွားဟိန်းဖြစ်သွားအဲ့တော့ကျွန်တော်ရဲ့ကောင်းဟိန်း entertainment YouTube channel လေးကနေပြီးတော့ comic drama fighting ရတာစုံတဲ့ဇလန်းတူတွေကိုစင်ဆက်မပြတ်ဖြောပြတက်ဆက်မှာဖြစ်တဲ့အတွက်ပြည်သက်ကြီးနေနဲ့လက်ညှိုးလေးတစ်ချောင်းနဲ့ကောင်းဟင်းကိုဝင်းရံအားပေးကြပါဦးလို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာပြည်သက်ကြီးရဲ့ဝင်းရံအားပေးမှုကကောင်းဟင်းရဲ့အမှုပညာလမ်းကြောင်းရှည်ရှည်ရှောက်နိုင်ရတဲ့အတွက်ပြည်သက်ကြီးဖေးမကူညီပေးကြပါဦးလို့ပြောချင်ပါတယ်အားလုံးကိုမင်္ဂလာပါဗျာ